သူတော်ကောင်းတို့ရှင်ခေါင်းစဉ်မှာပါဠိတော်လာရှုပွားနည်းအစစ်လို့နာမည်တက်ထားရတာကတော့ပါဠိတော်ထဲထည့်မဟောတဲ့တနည်းအားဖြင့်ဖះဟောကိုပုံဖြတ်တဲ့ရှုနည်းတွေကိုပြောမှာမဟုတ်လို့ပါပဲပုံဖြတ်တယ်ဆိုတာဒီလိုပါမကြသေးခင်လတွေကမော်ဘီဘက်မှာပေါ်လာတဲ့အရွယ်သိမ့်မကြီးသေးတဲ့ဦးစင်းဟာစိတ်ဓာနုပဒနာဆိုတာမရှုရဘူးရှုရင်ဒေါသပူကြီးလာတတ်တယ်လို့ဟောပြောပြီးတရားစခန်းထောင်နေလို့ပါသူတင်တဲ့အဲ့ဒီ post ကို Facebook ပေါ်မှာမဖြတ်သေးရင်တွေ့နိုင်ပါတယ်ဖះရှင်ကမဟာတတိပဋ္ဌာနာသုတ်တော်မှာစတ္တာရောတတိပဋ္ဌာနာ၄ပါးသောတတိပဋ္ဌာန်တရားတွေဟာဒုက္ခဒေါမနတာနံကိုဆင်းရဲစိတ်ဆင်းရဲတွေကိုအထင်ကမာယချုပ်ငြိမ်းကွယ်ပြောက်ဖို့ဧကာယနောမက်ကောတခုတည်းသောလံတကြောင်းတည်းသောလံနိဗ္ဗာနတသစ္စိကိရိယာယနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ဧကာယနောမက်ကောတခုတည်းသောလံတကြောင်းတည်းသောလံလို့တိတိလင်းလင်းဟောထားပါလျက်နဲ့စိတ်ဓာနုပဒနာကျင့်ရင်ဒေါသပူကြီးစေတယ်လို့ပြောဆိုနေတာဟာဖះကိုစန့်ကျင်တာပါပဲဒါကြောင့်ရှေ့ပိုင်းတွေမှာကာယ ानु ပဒနာနည်းအတော်များများနဲ့ဝေဒနာ ानु ပဒနာရှုနည်းတွေပြောပြီးသွားတဲ့နောက်စိတ်ဓာ ानु ပဒနာရှုနည်းကိုဆက်ပြောပါမယ်မဟာတတိပဋ္ဌာနာသုတ်တော်မှာဖះရှင်ဟောခဲ့တဲ့စကားလုံးအတိုင်းအရင်ပြောရရင်ယဟန်တို့စိတ်ကိုဘယ်လိုရှုရမလဲဆိုတော့တတ်မဲ့တဲ့တရာဂစိတ်ပေါ်ရင်တတ်မဲ့စိတ်မှန်းသည်ရာဂကင်းတဲ့ဝိတရာဂစိတ်ပေါ်ရင်တတ်မဲ့မှုကင်းတဲ့စိတ်မှန်းသည်အမျက်ထွက်တဲ့တဒေါသစိတ်ပေါ်ရင်ဒေါသစိတ်ပေါ်မှန်းသည်ဒေါသကင်းတဲ့ဝိတဒေါသစိတ်ဖြစ်ရင်မေတ္တာစိတ်မှန်းသည်တွေ့ဝေတဲ့တမောဟစိတ်ပေါ်ရင်မောဟစိတ်ပေါ်မှန်းသည်မောဟကင်းတဲ့ဝိတမောဟစိတ်ပေါ်လာရင်မောဟကင်းတဲ့စိတ်တဏီပညာမှန်းသည်ကျုံတဲ့စိတ်တန်ခိတ္တဖြစ်ရင်အိတ်ချင်ငိုက်မီးစိတ်ဝိရိယရောတဲ့စိတ်ပေါ်မှန်းသည်ပြန့်တဲ့စိတ်ဝိခိတ္တစိတ်ဖြစ်ရင်ပြန့်လွင်စိတ်လို့သည်ရူပစိတ်အရူပစိတ်ဖြစ်တဲ့မဟတ်ကုတ်စိတ်ပေါ်ရင်ဇန်စိတ်မှန်းသည်ကာမဝဆရစိတ်ဖြစ်တဲ့အမဟတ်ကုတ်စိတ်ကိုလည်းကာမဝဆရ45စိတ်လို့သည်တာဥဒ္ဒရာစိတ်ကိုလည်းတာဥဒ္ဒရာစိတ်မှန်းသည်ရူပစိတ်အရူပစိတ်ပဲဖြစ်တဲ့အနုတ္တရာစိတ်ကိုလည်းအနုတ္တရာစိတ်မှန်းသည်အပ္ပနာသမာဓိဥပ္ပဇာသမာဓိရှိတဲ့တည်ကြည်သောစိတ်ဖြစ်တဲ့တမာဟိတစိတ်ပေါ်ရင်လည်းတမာဓိစိတ်ပေါ်မှန်းသည်တမာဓိနှစ်ပါးကင်းတဲ့အတွက်မတည်ကြည်သောစိတ်အတမာဟိတစိတ်ဖြစ်ရင်လည်းတမာဓိကင်းမဲ့စိတ်မှန်းသည်လွတ်မြောက်တဲ့စိတ်ဝိမု ക്ത စိတ်ကိုလည်းဝိမု ക്ത စိတ်လို့သည်မလွတ်မြောက်တဲ့အဝိမု ക്ത စိတ်ကိုလည်းအဝိမု ക്ത စိတ်မှန်းသိရမယ်အဲ့ဒီလိုကိုယ်စိတ်အပေါ်မှာအကြိမ်ကြိမ်ရှုပြီးနေရမယ်သူတစ်ပါးစိတ်ကိုလည်းရှုပြီးနေနိုင်တယ်ပေါ်လာတဲ့စိတ်တွေရဲ့ဖြစ်ချင်းပြက်ချင်းသဘောကိုအကြိမ်ကြိမ်ရှုလို့ရှိနေရမယ်အကြိမ်ကြိမ်ရှုမှအစဉ်စဉ်အသိဉာဏ်တိုးပွားမယ်အသိဉာဏ်ဆိုတာဝိပဿနာဉာဏ်ကိုဆိုလိုတာပါဝိပဿနာအလုပ်ဆိုတာကလည်းဘာဝေတ္တပဘာဝနာဓမ္မပွားများရမယ့်ဘာဝနာတရားပါအဖန်ဖန်ပွားထုံမှလည်းဝိပဿနာဉာဏ်ကတိုးပွားရင့်တန်လာပါမယ်အဲ့ဒီလိုကျင့်ပွားနေမှစိတ်တွေပေါ်ခြင်းပြက်ခြင်းသာဖြစ်တယ်ငါဖြစ်ခြင်းငါပိုင်ခြင်းမဟုတ်ဆိုပြီးတတိတွေအားကောင်းထင်ရှားလာမယ်အဲ့ဒီတတိကနေအစဉ်စဉ်ဝိပဿနာဉာဏ်တွေတိုးပွားလာရင့်တန်လာမယ်ဆိုရင်ပေါ်လာတဲ့အာယုန်တွေကိုတဏှာဖြစ်ခြင်းခန္ဓာ၅ပါးအပေါ်မှာငါမစွဲခြင်းတို့ဖြစ်လာမယ်ဘယ်အရာဘယ်အပေါ်ကိုမှငါလို့မစွဲလန်းငါဥစ္စာလို့မစွဲလန်းတော့ပဲအမှန်ကိုသိလာမယ်ယဟန်တို့လို့အဲ့ဒီလိုစိတ်ဓာနုပဒနာကိုအကျဉ်းချင်းပွားဖို့ဟောသွားခဲ့ပါတယ်အခုဖះရှင်ဟောသွားတဲ့အထက်ကတရာဂစိတ်ဆိုတာကိုပြောကြရအောင်ပါတတ္တဝါတွေဟာမျက်စိနှလုံးပွင့်လာတာနဲ့တရာဂဆိုတဲ့လူချင်းတက်မဲ့မှုတွေတတိကြီးနဲ့နိုးလာတော့တာပါပဲဘာလို့လူချင်တာလဲအစင်အတန်အနံ့အရသာအတွေ့အထိဆိုတဲ့အာယုံ၅ပါးကိုပုံစံအမျိုးမျိုးနဲ့လူချင်နေကြတာပါတတ္တဝါတွေကိုကယ်တင်နေတာ
မက်ဖို့ရကျင်တာတမဆန္ဒပါဖြစ်ကောင်းတဲ့ဆန္ဒပါအဲ့ဒီအလိုဆန္ဒမျိုးတွေမဟုတ်တဲ့စားကျင်တာခံစားကျင်တာလိုချင်တာလှုပ်ချင်တာဖြစ်ချင်တာတွေကရာဂဆိုတဲ့လောဘပါတဏီကုံတစ်မျိုးပြီးတစ်မျိုးပေါ်နေတဲ့လူကျင်စိတ်ရာဂကိုရှုကြည့်ပါပေးကမ်းလှူဒန်းတဲ့အခါပိုင်ဆိုင်တဲ့ငွေကြေးဝတ္ထုတစ်ခုခုကိုစွန့်လွတ်ရပါတယ်အဲ့ဒီလိုစွန့်လွတ်တဲ့စိတ်ဟာဝိတရာဂစိတ်ပါတနည်းအားဖြင့်လောဘမကန့်ကြီးတဲ့စိတ်ပါအဲ့ဒီလိုလှူဒန်းပေးကမ်းနေချိန်မှာပေါ်လာတဲ့လောဘကင်းတဲ့စိတ်ကိုပေါ်တဲ့အခိုက်မှာပေါ်လာမှန်းသတိထားပြီးကြည့်လိုက်ပါကြည့်လိုက်ရင်ကြည့်တဲ့စိတ်ပေါ်တဲ့အတွက်ပေါ်တဲ့လောဘစိတ်လေးမရှိတော့တာပြတ်နေတာပဲတွေ့ရပါလိမ့်မယ်အဲ့ဒါစိတ်ဓာနုပဒနာပါပဲဒါပေမဲ့လှူဒန်းတဲ့နေရာမှာအလှူခံပုဂ္ဂိုလ်အစဉ်ပြေသွားပါစေဆိုတဲ့စိတ်ထားမျိုးနဲ့မဟုတ်ဘဲတနည်းအားဖြင့်ခုလိုလှူဒန်းပေးကမ်းမှုတွေဟာမက်ဖို့အတွက်အထောက်အပံ့ပြုပါစေဆိုတဲ့စိတ်ထားမျိုးနဲ့မဟုတ်ဘဲနဲ့ခုလိုလှူလို့ငါရာထူးတက်ပါစေနောင်ဘဝလူချမ်းသာနဲ့ချမ်းသာဖြစ်ပါစေဆိုရင်စွန့်လွတ်လိုက်တဲ့ပစ္စည်းအပေါ်မှာသာဝိတရာဂလို့ခေါ်တဲ့လောဘကင်းသောစိတ်ဖြစ်သွားတာရလိုတဲ့အကျိုးဝိပါကအတွက်ကတော့တရာဂဆိုတဲ့လောဘနဲ့တကွစိတ်တွေပါအဲ့ဒီစိတ်နဲ့လှူရင်ဉာဏ်နဲ့ရှင်တဲ့ကုသိုလ်စိတ်မဖြစ်ပါဘူးဒါပေမဲ့အဲ့ဒီတရာဂစိတ်ကြီးပေါ်လာတာကိုတတိကပ်ပြီးဖြစ်ပျက်ရှုလိုက်နိုင်ရင်တော့စိတ်ဓာနုပဒနာပဲဖြစ်သွားတာမို့အကျိုးပေးကြီးမြတ်သွားပါတယ်မျက်စိမိတ်ပြီးတရားရှုနေတဲ့ပုထုဇဉ်အဖို့မှာတော့အဖြစ်အများဆုံးကကြားသိစိတ်နဲ့တွေးတောစိတ်ပါပဲတွေးတောပြန်လွင်စိတ်ကိုဝိခိတစိတ်လို့ခေါ်ပါတယ်စိတ်တွေပြန်လွင်ပြီးအတွေးရင်ကြောတဲ့ရောက်သွားရင်မျောပါမသွားဖို့ကသတိချက်ချင်းဝင်ပြီးအတွေးစိတ်ပုံမှန်သိလိုက်ဖို့ပါသိလိုက်ရင်ဝိခိတစိတ်ကပေါ်ပြီးပြက်ဖြစ်သွားပါတယ်သတိလိဟင်းသွားရင်တော့တွေးကြောနောက်အရှိကြီးလိုက်မိနေမှာပါ2000နှစ်ဝန်းကျင်တုန်းကရန်ကုန်မှာလာအခြေချတဲ့ကျောက်ဆယ်ကအသိအင်ဂျင်နီယာတယောက်နွေရာသီတရားစခန်းဝင်ပါတယ်3ရက်လောက်ကြာတော့ပြန်ရောက်လာတာမို့ဘလို့ဖြစ်လာတာလဲဆိုပြီးမေးလိုက်မိတဲ့အခါသူကကိုမညာခြင်းဘူးဗျာလူတွေကိုလည်းမညာခြင်းဘူးကျွန်တော်ယူသားခြင်းနဲ့တရားထိုင်နေဆိုပေမဲ့တကယ်တော့မျက်စိမိတ်ပြီးတနာရီစိတ်အောင်စိတ်ကူးရင်နေကြတာပါဗျာစိတ်တွေကငြိမ်မငြိမ်ကြတာလို့သူကပြန်ဖြေပါတယ်အလွဲကြီးလွဲလိုက်လေခြင်းမှာမဟာဝက်ကတန်ယုတ်မက်ကတန်ယုတ်အဝိဇ္ဇာဝက်မှာမိတ်ဆွေကောင်းရှိခြင်းဟာအရိယမက်ကိုအလုံးစုံပြီးစီနိုင်တယ်လို့ဟောထားပါတယ်တခါမဟာဝက်ကတန်ယုတ်အင်္ဂါတုတ်မှာသူတော်ကောင်းကိုပေါင်းသင်းခြင်းသူတော်ကောင်းတရားကိုနာကြားခြင်းမှန်မှန်ကန်ကန်နှလုံးသွင်းခြင်းရှုပွားအားထုတ်ခြင်းသောတာပန်ဖြစ်ကြောင်းအင်္ဂါ၄ရပ်လို့ဟောထားတာမို့သူဖြစ်ခဲ့တဲ့ပြဿနာဟာမိတ်ဆွေကောင်းမရှိခြင်းမပေါင်းသင်းခြင်းသူတော်ကောင်းတရားကိုမနာကြားခြင်းကြောင့်ပါပဲသမထကသမထဝိပဿနာကဝိပဿနာပါအမှန်ကဝိပဿနာအားထုတ်တယ်ဆိုတာစိတ်ငြိမ်အောင်လုပ်တဲ့အလုပ်မဟုတ်ပါဘူးမငြိမ်တဲ့စိတ်ကိုမငြိမ်မှန်းသိအောင်အားထုတ်တာမငြိမ်တဲ့စိတ်တွေဖြစ်လာတိုင်းအဲ့ဒီစိတ်တွေပြတ်သွားမှန်းမမြဲမှန်းသိအောင်စောင့်ကြည့်နေတာပါသမထကတော့စိတ်ကိုငြိမ်အောင်အားထုတ်တာပါဒါကြောင့်မို့သူ့အတွက်ကဥပဇာယသမာဓိလိုပါတယ်ဝိပဿနာအတွက်ကခဏိကသမာဓိသာလိုပါတယ်ခဏိကသမာဓိဆိုတာဖြစ်လာတဲ့ပေါ်လာတဲ့ယုံနံတွေဖြစ်တိုင်းပြက်တိုင်းခဏတိုင်းသိနေနိုင်တဲ့စိတ်တည်ကြည်မှုသမာဓိကိုခေါ်တာပါဟင်းချက်ဖို့စက်သွန်လီးတဲ့လောက်ပါပဲခဏိကသမာဓိမရှိရင်စက်သွန်လီးရင်တောင်ဓာရှတတ်ပါတယ်ဆက်ချုပ်ရင်အဆူတတ်ပါတယ်ရင်းနှီးတဲ့အသည့်တယောက်သူအပြိုပေါက်ဘဝတုန်းကဘာလန်းအပေါ်ဆုံးဘလောက်မှာအဆိုတော်တွေရဲ့ပိုစတာတွေငေးလျှောက်ရင်မြောင်းနေပြုတ်ကြမှုပါတယ်လီတိုင်းအချုပ်ဆက်နေတိုင်းလမ်းလျှောက်တိုင်းမှာစိတ်ကလှုပ်ရမယ့်အလုပ်မှမရှိပဲတောင်တွင်းမြောင်းတွင်းဖြစ်ရင်ဓာရှတတ်အဆူတတ်မြောင်းနေပြုတ်ကြတတ်ပါတယ်စက်သွန်လီးဖို့စိတ်ငြိမ်တဲ့တမာတိမျိုးလောက်နဲ့ဝိပဿနာရှုလို့ရပါတယ်ပြောရရင်ခဏတိုင်းသည့်တမာတိခဏိကအမှတ်ပါပေါ့စိတ်ဓာနုပဒနာမှာကဝိခိတစိတ်ပြန်လွင်စိတ်ပေါ်လာရင်အဲ့ဒီစိတ်ကိုဖြစ်ပျက်ရှုပါလို့မဟာတတိပဋ္ဌာနာတုံမှာဘ
ဖျားဟောရှိပြီးသားပါပြောရရင်သူတော်ကောင်းတရားတော်ကိုမမိဝဲတဲ့အကျိုးဆက်ကရိတ်တာကနေနှစ်ညအိမ်နဲ့ပြန်ချလာတာပါပဲဥပရိပန္နာတဝိပင်္ဂဝက်ဗတ္တိကရတ္တတုံးမှာပစ္စုပန်ဖြစ်စေခဏပေါ်စေခဏခန္ဓာကိုယ်သာဝိပဿနာရှုရမယ်လို့ဟောထားပါတယ်အတိတ်ကလွန်သွားပြီမို့လိုက်စဉ်းစားပြီးရှုရင်စိတ်ကူးရင်တာပါပဲဝိပဿနာမဖြစ်တော့ပါအနာဂတ်ကလည်းမဖြစ်သေးတာမို့စိတ်ကူးရင်ပြီးရှုတာပါပဲဒါကြောင့်မိုးကုတ်ဆရာတော်ဘုရားကြီးကဖြစ်ပျက်နဲ့မဲ့ကြိုက်အောင်ရှုလို့ပြောတာပါပြန်လွင်တဲ့စိတ်ဒေါသစိတ်လောဘစိတ်ငိုက်မြည်တဲ့စိတ်ဘာစိတ်ပေါ်ချိန်မှာဖြစ်ပျက်နဲ့မဲ့ကြိုက်အောင်ရှုနိုင်မှုသတိကပ်နေဖို့ပဲလိုပါတယ်စိတ်တွေကတော့ဖြစ်ပြီးတာနဲ့ပြက်တာကြီးပါဒါပေမဲ့မရှုတဲ့အခါကျတော့နောက်စိတ်တစ်ခုကထပ်ပေါ်လာတာမို့ရှေ့စိတ်ပြက်သွားတာကိုမသိလိုက်ပါဘူးရှုတဲ့အခါကျတော့နောက်စိတ်ကရှုတဲ့စိတ်ဝိပဿနာဉာဏ်ဖြစ်တာမို့ဖြစ်ပျက်ကိုမြင်လိုက်ရဝိပဿနာဉာဏ်ပေါ်ခွင့်ရလိုက်ပါတယ်တခါမိဒ္ဒဆိုတဲ့ငိုင်မြီးမှုကစားတောက်ပြီးစားတရားရှုတဲ့အခါဖြစ်လိရှိပါတယ်ထိနာမိဒ္ဒဆိုတာအနာဂံဖြစ်မှပြောက်မှာမို့ငိုက်တာကိုမရှက်ပါနဲ့မငိုက်အောင်ပြုပြင်ပြီးဆက်ရှုရမယ့်အစားမပြုပြင်ပဲတောက်လျှောက်ငိုက်နေတာကသာရှက်စရာပါအိတ်ချင်ငိုက်မြီးစိတ်ရာဂလောဘဒေါသမောဟဘာအကုသိုလ်စိတ်ပေါ်လာတဲ့အချိန်မှာချက်ချင်းအချိန်ကိုက်ပေါ်မှန်းသိရင်အဲ့ဒီအကုသိုလ်စိတ်ဟာအကျိုးပေးခွင့်မရပဲပြတ်သွားပါတယ်ဒါကြောင့်အကုသိုလ်စိတ်တွေဖြစ်မှာကိလေသာစိတ်တွေဖြစ်မှာမကြောက်ပါနဲ့ပေါ်ချိန်ကိုက်မရှုဖြစ်လိုက်မှသာကြောက်ကြပါရှုပြရင်ပေါ်လာတဲ့အကုသိုလ်စိတ်ဟာအရှုခံစိတ်ဖြစ်သွားတာမို့အပေကိုအကျိုးမပေးတော့တဲ့အပြင်ရှုဉဏ်တွေရင့်တန်လာရင်တနေ့တော့32ပုံကနေကိုလွတ်မြောက်သွားမှာပါကိလေသာစိတ်အလုံးပေါင်း10ခုရှိပါတယ်လောဘလောကီအာယုံများကိုလိုချင်ခြင်းကန့်ညှိခြင်းဒေါသခက်ထန်ကြမ်းတမ်းခြင်းမောဟအာယုံဤအမှန်သဘောကိုမသိခြင်းမာနထောင်လွှားခြင်းဒိဋ္ဌိယုံ nant နှင့်ကံအပေါ်မှားယွင်းစွာသိမြင်ခြင်းဝိသိကိစ္စယုံမားတန်တရားဖြစ်ခြင်းထိနာမိတ်္ဒစိတ်ထိုင်းခြင်းစေတသိက်များမှိုင်ခြင်းလွယ်အောင်ပြောရရင်ထိနာဆိုတာပြင်းရည်ခြင်းမိတ်္ဒဆိုတာငိုင်မြည်ခြင်းဥဒိစ္စပြန့်လွင့်ခြင်းအဟိရိကအကုသိုလ်ပြုရန်မရှက်ခြင်းအနုတ္တပအကုသိုလ်ပြုရန်မကြောက်ခြင်းတို့ပါဖြစ်ပျက်ရှုနေခြင်းမဟုတ်ရင်ပုထုဇဉ်မှာ10မျိုးလုံးတစ်ခုပြီးတစ်ခုပေါ်ပါတယ်သောတာပန်အရိယာသဂရဂံအရိယာတွေပင်လျင်ကိလေသာစိတ်8ခုကြီးများတောင်ရှိနေပါသေးတယ်ဒါကြောင့်စားခြင်းစိတ်ပဲပေါ်သွားခြင်းစိတ်ပဲပေါ်ဝမ်းနည်းစိတ်ပဲပေါ်ဝမ်းသာစိတ်ပဲပေါ်ဘာစိတ်ပေါ်လာချိန်မှာအချိန်ကိုက်ပေါ်မှန်းသိအောင်သတိကပ်ထားပါပေါ်မှန်းသိလိုက်တဲ့အချိန်မှာပေါ်တဲ့စိတ်ဟာရှိနေလို့မရတော့ပါဘူးပြက်ပေးရပါတယ်ရှုဉဏ်စိတ်ဖြစ်တဲ့နောက်စိတ်လာဖို့အရှုခံစိတ်ဖြစ်တဲ့ရှေးကဖြစ်နေတဲ့စိတ်ဟာပြက်ပေးရပါတယ်စိတ်တွေဟာရှေးစိတ်တစ်ခုမရှိတော့မှနောက်စိတ်တစ်ခုဖြစ်ခွင့်ရတာပါဒါကိုသိအောင်ဘုရားရှင်ကပဋ္ဌာန်းမှာတမန်နန္ဒရနိရုဒ္ဓစိတ်တစေတသိကာဓမ္မာပရုပ္ပန္နာနံစိတ်တစေတသိကာနံဓမ္မာနံနတ္ထိပစ္စယေနပစ္စယောရှေးစိတ်စေတသိက်တို့သည်ချုပ်ပြတ်ပေးရပြီးနောက်စိတ်စေတသိက်တို့ဖြစ်လာနိုင်အောင်မရှိခြင်းနတ္ထိဖြင့်ကျေးဇူးပြုရ၏လို့ဟောသွားတာပါစိတ်တာနုပတ္တနာဆိုတာစိတ်ကိုဖြစ်ပျက်ရှုတယ်ဆိုတာအဲ့ဒါကိုပြောတာပါစိတ်ကိုဝိပဿနာရှုတယ်ဆိုတာအဲ့ဒါပါပဲစိတ်တစ်ခုခုပေါ်လာဖြစ်လာရင်ကြည်လိုက်သိလိုက်ပါကြည်လိုက်တဲ့အခါရှေးစိတ်ကိုမမြင်ရပါဘူးပြတ်သွားလို့ပါရှေးစိတ်ရဲ့အပြက်ကိုပဲဉာဏ်ကမြင်နိုင်ပါလိမ့်မယ်တစ်ချိန်မှာစိတ်ဟာတစ်ခုတည်းပိုပြီးမဖြစ်ပေါ်နိုင်လို့ပါစိတ်ဓာနုပတ္တနာကိုလေ့ကျင့်ထားတာကောင်းပါတယ်တေကန်နည်းရင်ဝမ်းနေတာပူပန်တာမနှိမ့်မြို့တာထိတ်လန့်တာ
ကြောက်ရွံ့တာစတဲ့ဒေါမနတစိတ်တွေပေါ်တတ်လို့ပါဖြတ်ခနဲတည်တဲ့သူကလွဲရင်ကြားသိစိတ်အနံ့သိစိတ်မြင်သိစိတ်ထိသိစိတ်တို့ဆိုတာတေကန်ဒီမှာမရှိတော့ပါဘူးတေတော့မှမို့အတိတ်ကုသိုလ်ကံကြောင့်ရထားတဲ့အကြည်ဓာတ်ပတာရတွေတစ်ခုပြီးတစ်ခုဆုပ်ယုပ်ကွယ်ပြောက်ကုန်လို့ပါမနောပတာရဆိုတဲ့စိတ်အကြည်ကတော့နောက်ဆုံးကြံမှာပါဓမ္မယုံနဲ့နောက်ဆုံးကြံသေးတဲ့မနောပတာရတို့တွေ့ရာကဖြစ်လာမဲ့စိတ်တွေကိုတေကန်ဒီမှာအလစ်မပေးဘဲရှုနိုင်အောင်ခုတည်းကအာစိဏကံကျင့်ထားရပါမယ်မိုးကုတ်ဆရာတော်ဘုရားကြီးဟာမြင်စိတ်ကြားစိတ်တွေးကြံစိတ်စသဖြင့်ရှုရမယ့်အရှုခံတွေကိုဟောလေးရှိပါတယ်အဲ့ဒီအရှုခံတွေဟာဘုရားဟောဘယ်နေရာမှာပါပါသလဲဝိပဿနာနိနာတစ်ခုခုဟာဘယ်ဖုံးကြီးကဟောဘယ်ရိပ်သာကစံထားတာဝိပဿနာဆိုတာဖျားပွင့်လာတော့မှရှုရကောင်းမှန်းသိတဲ့တရားရှုဖို့နီလန်းသိတဲ့တရားမို့ဖျားဟောနဲ့မကိုက်ရင်တရားလို့သတ်မှတ်ရမှာမဟုတ်ပါဘူးဖျားဟောတဲ့တရားတော်တွေဟာပြန်ပြင်ဖို့လိုနေတာဖြည့်ဆွတ်ဖို့လိုနေတာနှုတ်ပယ်ဖို့လိုနေတာတခုမှမရှိပါဘူးဘာကြောင့်လဲဆိုတော့ဖျားထက်ဘယ်သူမှပိုမသိကြမတက်ကြလို့ပါတန်းတူတောင်မသိမတက်ကြပါဘူးရှင်ဒါကြောင့်တရားရှုနည်းတစ်ခုခုဖျားဟောနဲ့ညီမညီကိုအစင်းစင်းတန်ခါရနာတင်လာခဲ့ကြတဲ့ပါဠိတော်တွေရှိတဲ့အနက်ဝိပဿနာရှုနည်းတွေအဖြစ်တိသက်ပြည့်ပြည့်စုံစုံဟောသွားတဲ့မဟာတတိပဌာနာသုံးနဲ့ညီမညီပဲတိုက်ကြည့်ရမှာပါ။ဘာကြောင့်ဆိုတော့ဖျားရှင်ကငါဖျားပြောတိုင်းမထေကြီးပြောတိုင်းဆရာဆိုသူပြောတိုင်းချက်ချင်းမယုံသေးပဲစံနဲ့ကြိုက်မကြိုက်အရင်ဆုံးပိုင်းခြားဆန်းစစ်ကြည့်ဖို့မှာထားတာမို့မိုးကုတ်ဆရာတော်ဘုရားကြီးဓာတ်တော်ကြတယ်ဆိုတဲ့သက်သေတွေကိုမေ့ထားပြီးဆန်းစစ်ကြည့်ရင်မိုးကုတ်ဆရာတော်ဘုရားကြီးကအတွင်းဧည့်သည်စိတ်ဆိုပြီးလောဘစိတ်ဒေါသစိတ်မောဟစိတ်အလောဘစိတ်အဒေါသစိတ်တွေးကြံစိတ်ကိုရှုရမယ်လို့6မျိုးသင်သွားပါတယ်အပြင်ဧည့်သည်စိတ်လို့ခေါင်းစဉ်တက်ပြီးမြင်သိစိတ်ကြားသိစိတ်အနံ့သိစိတ်စားသိစိတ်ယားနာကောင်းသိစိတ်စသဖြင့်5မျိုးသင်ပေးပါတယ်အိမ်သည်စိတ်လို့နာမည်ပေးပြီးလေရှူသွင်းစိတ်လေထုတ်စိတ်လို့2မျိုးသင်ပေးသွားပါတယ်စုစုပေါင်းစိတ်ကိုရှုပွားနည်း73နည်းပါဆရာတော်ဘုရားကြီးရဲ့အတွင်းဧည့်သည်စိတ်6မျိုးကိုဘုရားဟောနဲ့တိုက်ကြည့်ရင်လောဘစိတ်ညီမျှခြင်းတရာဂစိတ်ဒေါသစိတ်ညီမျှခြင်းတဒေါသစိတ်မောဟစိတ်ညီမျှခြင်းတမောဟစိတ်အလောဘစိတ်ညီမျှခြင်းဝိတရာဂစိတ်အဒေါသစိတ်ညီမျှခြင်းဝိတဒေါသစိတ်တွေးကြံစိတ်ညီမျှခြင်းဝိခိတစိတ်ဆိုပြီးမဟာတတိပဌာနာသုံးမှာတွေ့ရပါလိမ့်မယ်မြန်မာအများစုဟာဝိတရာဂစိတ်ဆိုတာထက်လောဘမဖက်တဲ့အလောဘစိတ်လို့ပို့ပြီးနားလည်ထားကြတာမို့ဆရာတော်ဘုရားကြီးကလူဘိန်းနားလည်အောင်ဟောပြခဲ့တာမို့အတွင်းဧည့်သည်စိတ်6မျိုးဟာမဟာတတိပဌာနာသုံးစိတ်ဓာနုပတနာထဲမှာရှိပြီးသားပါဆရာတော်ဘုရားကြီးစတန့်ထွင်ဟောသွားတာမဟုတ်ပါဘူးတခါအပြင်ဧည့်သည်5မျိုးကရောဖះဟောဟုတ်ရဲ့လားကြည့်ကြရအောင်ပါမြင်သိစိတ်ကြားသိစိတ်နမ်းသိစိတ်စားသိစိတ်ယားနာကောင်းသိစိတ်ဘုရားရှင်ကမဟာတတိပဌာနာသုံးမှာဝိတရာဂံဝါစိတ်တန်တိပဇာနာတိလို့ဟောထားပါတယ်အ내ပြန်ရရင်ဝိတရာဂစိတ်ပေါ်ရင်ပေါ်မှန်းသိပြီလို့ပြောတာပါဝိတရာဂစိတ်ဆိုတာအလောဘစိတ်လို့စောစောကလည်းပြောပြီးပါပြီအဲ့ဒီဝိတရာဂဆိုတာတစ်ခုချင်းပြောရင်လောကီကုသိုလ်စိတ်18ပါးလောကီဝိပတ်စိတ်32ပါးကိုပြောတာပါကိရိယာဝိတအားဖြင့်လောကီကုသိုလ်အပြာကတစိတ်69ပါးကိုပြောတာပါနာမည်ကသာဝိတရာဂလို့တစ်ခုတည်းတက်ထားတာသူ့ကောင်းစဉ်အောင်မှာစိတ်ပေါင်း10ချီရှိပါတယ်အဲ့ဒီလောကီဝိပတ်စိတ်32ပါးမှာအဟိတ်အာကုသလဝိပတ်စိတ်9ပါးနဲ့အဟိတ်ကုသလဝိပတ်စိတ်10ပါးပါပါတယ်ဒီနေရာရောက်လာတဲ့အခါစာသံပေသံနဲ့မပြောရင်မဖြစ်တော့လို့နည်းနည်းပြောပြရစီ
အဟိတ်အာကုသလဝိပတ်စိတ်9ပါးတွေက9ပါးကိုကြည့်ရင်ဆရာတော်ဘုရားကြီးဟောထားတဲ့အပြင်ဧည့်သည်9မျိုးဖြစ်နေတာတွေ့ရပါလိမ့်မယ်။အဲ့ဒါတွေကတော့ဥပိ္ပခာတဟဂုတ်စက္ခုဝိညာဉ်စိတ်ညီမြခြင်းမြင်သိစိတ်ဥပိ္ပခာတဟဂုတ်သောတာဝိညာဉ်စိတ်ညီမြခြင်းကြားသိစိတ်ဥပိ္ပခာတဟဂုတ်ဂါနဝိညာဉ်စိတ်ညီမြခြင်းအနန္တိစိတ်ဥပိ္ပခာတဟဂုတ်ဇိန်ဝါဝိညာဉ်စိတ်ညီမြခြင်းအယတာတိစိတ်မိုးကုတ်ဆရာတော်ဘုရားကြီးစကားနဲ့ဆိုစာတိစိတ်ဒုက္ခတဟဂုတ်ကာယဝိညာဉ်စိတ်ညီမြခြင်းထိတိစိတ်ဆရာတော်ဘုရားကြီးစကားနဲ့ဆိုယာနာစိတ်အဟိတ်အာကုသလဝိပတ်စိတ်ဆိုတာအာကုသိုလ်ကံအကျိုးပေးအရာမကောင်းတဲ့အာယုန်တွေကိုမြင်ရကြားရအနံ့ရတဲ့အခါဖြစ်တဲ့သိစိတ်တွေပါဒီအတိုင်းပါပဲအဟိတ်ကုသလဝိပတ်စိတ်ဆိုတာကတော့ကုသိုလ်ကံအကျိုးပေးအရာကောင်းတဲ့အာယုန်တွေကိုမြင်ရကြားရအနံ့ရတဲ့အခါဖြစ်တဲ့သိစိတ်တွေပါကောင်းတာနဲ့ထိသိစိတ်ပေါ်ရတော့အာကုသလဝိပတ်စိတ်တုံးကလို့ထိသိစိတ်အတွက်ဒုက္ခတဟဂုတ်လို့မဖြစ်တော့ပဲဒုက္ခတဟဂုတ်ကာယဝိညာဉ်စိတ်ညီမြခြင်းထိသိစိတ်မိုးကုတ်ဆရာတော်ဘုရားကြီးစကားနဲ့ဆိုကောင်းစိတ်ဆိုပြီးပေါ်တာပါပဲအဘိဓမ္မာမှာအဲ့ဒီလိုအကျိုးပေးစိတ်ကအာကုသလနဲ့ကုသလဆိုပြီးပုံစံနှမျိုးပြောင်းသွားပါတယ်ဥပမာပြရရင်ပူလောင်အိုက်ဆက်နေတော့များလေပြေလေးတုပ်ဖြူတဲ့အခါကိုယ်ပေါ်မှာကောင်းစိတ်လေးပေါ်တာပေါ့စူးစူးခံရရင်နာစိတ်ပေါ်မှာပေါ့တခါဆရာတော်ဘုရားကြီးဟောတဲ့လေရှူလေထုတ်သက်ဆောင်စိတ်ကတော့ကုသိုလ်ရတဲ့စိတ်လည်းမဟုတ်အကုသိုလ်ဖြစ်တဲ့စိတ်လည်းမဟုတ်တဲ့အပြာကတစိတ်တွေပါဆက်ပြီးအထောက်ထားပြရရင်ပဋိသင်္မိဓာမဲ့ပါဠိတော်ပညာဝက်တတိပဋ္ဌာနာကထာအပိုက်ခငယ်မှာရှင်းပြထားတာက1ဖြစ်စေပစ္စုပန်ကိုရှုရသည်2ဣန္ဒြေကိုစောင့်စည်း၍ရှုရသည်3ရောက်အောင်အားထုတ်ရသည်4အကျဉ်းချင်းပွားထုံရသည်ထို့ကြောင့်ဘာဝနာဟုခေါ်သည်တဲ့အဲ့ဒီစာပိုက်မှာပဲစက္ခုဝိညာဉ်မြင်သိစိတ်သောတာဝိညာဉ်ကြားသိစိတ်ဂါနဝိညာဉ်အနန္တိစိတ်ဇိန်ဝဝိညာဉ်အယတာတိစိတ်ကာယဝိညာဉ်ထိတိစိတ်မနောဝိညာဉ်တွေးကြံသိစိတ်တွေကိုလည်းဖြစ်ပျက်အဖန်ဖန်ရှုရမည်ဆိုပြီးဓာတ်ရိုက်ကြီးကိုဖျားဟောရှိနေတဲ့အတွက်မိုးကုတ်ဆရာတော်ဖျားကြီးရဲ့စိတ်တာနုပတနာရှုနည်းဟာဖျားဟောနည်းစနစ်တွေသူ့နည်းတွေညှက်ထည့်ထားတာသူ့စိတ်ကူးရင်မှုတွေနဲ့နီးသစ်ထွင်ဟောထားတာမပါပါဖျားရှင်ရဲ့အာဘော်အတိုင်းသာဖြစ်သည်လို့ပါဠိတော်တွေကိုးကားပြလိုက်ပါတယ်ဒါကြောင့်ပွမ်းဆိုတဲ့ဟွန်းတန်လေးတစ်ချက်ကြားလိုက်ရင်ကြားစိတ်တစ်ချက်ပေါ်လာပြီးပြတ်သွားမှန်းသိပေးလိုက်ပါအောက်အီအိုလို့တွန်တန်ကြားလိုက်ရင်ကြားစိတ်၄ချက်ပေါ်ပြီး၄ချက်ပြတ်သွားမှန်းသိပေးလိုက်ပါဒါကကားဟွန်းတန်ပဲဒါကတော့ကြက်တွန်တန်ပဲနဲ့ပြည့်ညက်တွေကိုလိုက်တရုပ်မခွဲပါနဲ့ကြားစိတ်ပြတ်သွားမှန်းသိရင်ရပါပြီလေးလာကားစရှုကားစယောဂီတွေအနေနဲ့ကတော့အောက်အီအိုအတန်ကြားရင်ဖြစ်ပျက်၄ချက်ပေါ်တယ်လို့တတန်ချင်းစီမရှုနိုင်သေးပဲတစ်ခုလုံးစုံသွားမှဖြစ်ပျက်တစ်ခုဖြစ်တယ်လို့ဉာဏ်ကမြင်မှာပါရှုပါဝလာတဲ့အခါအလေးအကျင့်ရလာတဲ့အခါတတန်ချင်းစီတိုင်းကိုရှုတတ်လာပါလိမ့်မယ်အားမငယ်ပါနဲ့ဖျားရှင်ဟောကြားခဲ့တဲ့စိတ်တာနုပတနာကိုတစ်ခုချင်းရှင်းပြရရင်တဏှာယမကကြာမှာဖြစ်တဲ့အတွက်ဖျားဟောသွားတဲ့စိတ်ရှုတရားတော်တွေကစိတ်တချို့ကိုထုံနှုတ်ပြီးမိမိတို့လိုဒီဘက်ခေတ်လူဘိန်းလူညံ့တွေနားလည်လွယ်အောင်ဥပမာဥပမေယတွေနဲ့သင်ပေးသွားနိုင်တဲ့မိုးကုတ်ဆရာတော်ဖရာကြီးဦးဝိမလရဲ့ဉာဏ်တော်ကတော့ကြည်ညိုစရာကျေးဇူးတင်စရာပါနိဒာနဝက်ကတန်ယုတ်ကလည်းသင်္ခါရလောကရဲ့အဖြစ်ကိုမြင်ရင်ဥစ္စီဒဒိဋ္ဌိစင်နဲ့အပြက်ကိုမြင်ရင်တတ္တဒိဋ္ဌိစင်နဲ့ဆိုပြီးဖရာရှင်ကဟောထားပါတယ်သူတော်ကောင်းတို့လည်းဝိပဿနာတရားလို့ပြောတိုင်းမယုံပဲဝိပဿနာရှုနည်းတည်တံ့ဖြစ်တဲ့မဟာတတိပဋ္ဌာနာသုတ်တော်နဲ့ချိန်ထိုးကြည့်ကြပါအဲ့ဒီအခါအနှစ်30လုံးဓမ္မသင်္ကနီယမိုက်ပဋ္ဌာန်းညဝါတွေသင်ကြားပို့ချခဲ့တဲ့
မိုးကုတ်ဆရာတော်ဘုရားကြီးတို့ဟောကြားသလိုဝေဘူးဆရာတော်ကြီးတို့ဟောသလိုမဟာတတိပဋ္ဌာနာတုတ်တော်ထဲမှာဟောထားတဲ့နီးနာတွေကိုတွေ့ရမှာဖြစ်တယ်လို့မဟာတတိပဋ္ဌာနာတုတ်တော်ထဲမပါတဲ့တနည်းအားဖြင့်ပါဠိတော်ထဲမှာမပါတဲ့တချို့ဆရာတွေရဲ့ဝိပဿနာရှုနည်းဆိုတာတွေကိုလည်းတွေ့ရနိုင်ကြောင်းပါတွေ့ရတဲ့နီးနာအမှန်မှားတွေကိုကျင့်သုံးခြင်းမကျင့်သုံးခြင်းကတော့ကိုယ်အကြိုက်နဲ့ကိုယ်တိုက်နဲ့ကိုယ်သင်္ခါရပါပဲသူတော်ကောင်းတို့ရှင်ဒီလောက်ဆိုရင်ဖះရှင်ဟောသွားတဲ့စိတ်တာနုပတနာရှုပွားနည်းစစ်စစ်ရှုပွားဆင်ခြင်ခြင်းကိုသဘောပေါက်နိုင်ပါပြီယမမင်းများနားဆင်နေကြတဲ့သူတော်ကောင်းများနဲ့တကွာမိမိအပါအဝင်26ဘုံသားတွေအားလုံးတရားတုတရားယောင်များမှကင်းဝေးပြီးမဉ္ဇဉ်ဖူဉ္ဇဉ်များရကြပါစေရှင်